ဖြစ်စဉ်အမှန်တွေ့တော့အဝိဇ္ဇာအရင်နဲ့မှာ
သမုပ္ပါဒေရကြတာဒီယုတ်ဒီနံဖောက်ပြန်လာလက္ခဏာရေးလျောင်းရှုမှတန်ရာလူကြောင့်မိရကောင်းဒီသနာဘဝဖြစ်စဉ်အမှန်တွေ့တော့ဝိဇ္ဇာရင်ခံပါအနိစ္စသမုပ္ပါဒေရကြတာဒီယုတ်ဒီနံဖောက်ပြန်လာ